Mingalaba, Med B textbook exercise 208 star revision number 4 go lela swinwe ba me. A tube of side 8 cm stands on a horizontal table. A hollow cone of height 20 cm is placed over the tube so that it rests on the table and touches the top 4 corners of the tube. Another layer ACM ရှိတဲ့ tube တစ်ခုကစပွဲပေါ်မှာရှိနေပါတယ်။အခေါင်းပေါက်ပါတဲ့ကုန်းတစ်ခုကို tube ပေါ်ကနေဆွတ်ချပြီးစပွဲရဲ့မျက်နှာပြင်ပေါ်ကိုတင်ထားပါမယ်။ကုန်းရဲ့မျက်နှာပြင်ကုန်းဟာ tube ရဲ့ upper surface မှာရှိတဲ့ဒေါင်စွန်းလေးခုနဲ့ထိနေစေရပါမယ်။ပထမပုံကတော့ tube ပေါ်ကိုကုန်းဆွတ်ချထားတဲ့ 3 dimension ပုံဖြစ်ပါတယ်။ဒုတိယပုံကတော့ကုန်းရဲ့ထိပ်စွန်းမှတ်ကနေအောက်ခြေမျက်နှာပြင်ရဲ့အလယ်မှတ်ထိဒေါင်လိုက်ဖြတ်ထားတဲ့ cross section ပုံဖြစ်ပါတယ်။ဒါတွေကတော့ပေးထားချက်တွေပါ။မေးခွန်းကိုလေ့လာကြည့်ပါမယ်။ Show that x equal 8 root 2 cm. Find the vertical angle of the cone. Number A ကတော့ x equal 8 root 2 cm ဖြစ်ကြောင်းသက်သေပြခိုင်းတာပါ။ Number B ကတော့ vertical angle of the cone. ကုန်းရဲ့ vertex angle သို့မဟုတ် vertical angle ကိုရှာခိုင်းတာဖြစ်ပါတယ်။ကောင်းပါပြီ။ဒါဆိုရင်ပု္ပ္ပစာကိုဘယ်လိုဖြည့်ရှင်းကြမလဲလေ့လာကြည့်ကြပါမယ်။အနားတစ်ဖက် HCM လို့ပြောထားတဲ့အတွက်ဒီမှာရှိနေတဲ့ဒီမှာပြထားတဲ့ HCM က tube ရဲ့အနားတစ်ဖက်မဟုတ်ပါဘူး။ tube ရဲ့ top surface နဲ့ bottom surface ပေါ့။ဒီ surface နှစ်ခုမှာရှိတဲ့မျက်နှာချင်းဆိုင်တောင်စွန်းကိုဆက်သွယ်ထားတဲ့ diagonal သာဖြစ်ပါတယ်။ tube ရဲ့ side တွေမဟုတ်ကြပါဘူး။ tube ရဲ့ surface တွေက square ဖြစ်တဲ့အတွက်နီးစပ်အနားနှစ်ဖက်နဲ့ diagonal တို့ဟာ right triangle ပုံစံဖြစ်နေပါတယ်။ဒါကြောင့်မို့လို့ Pythagoras theorem ကိုသုံးပြီးတော့ number A ကိုသက်သေပြမှာဖြစ်ပါတယ်။ By the Pythagorean theorem, x square x ကဒီနေရာပေါ့နော်။ x square equal 8 square plus 8 square equal 64 128. X equal square root of 128 equal 8 root 2 centimeter. ဒါက number A. number B ကိုဘယ်လိုတွက်ချက်မယ်ဆိုတာလေ့လာကြပါမယ်။ number B ကိုရှာဖို့ကုန်းရဲ့ vertex ကနေ diagonal ရဲ့အလယ်မှတ်နဲ့ဆက်သွယ်လိုက်ပါမယ်။ဒါကယခင်ကပိုင်းဖြတ်ထားတဲ့ cross section ပုံရဲ့အပေါ်ပိုင်းဖြစ်ပါတယ်။ဒီဘက်တစ်ချမ်းကို A လို့သတ်မှတ်ပါမယ်။ဒီအမြင့်ကိုတော့ H လို့သတ်မှတ်ပါမယ်။ဒီဘက်တစ်ပိုင်းကို alpha လို့သတ်မှတ်ပြီးတော့ alpha ကိုရှာနိုင်ပါပြီ။ tangent alpha equal A over H. ဒါဆို A နဲ့ H ရဲ့အတိုင်းအတာသိဖို့တော့လိုပါတယ်။အဲ့တော့ A သည် X ရဲ့တစ်ဝက် A က X ရဲ့တစ်ဝက်ဖြစ်တဲ့အတွက် 8 root 2 over 2 equal 4 root 2 cm. နောက်တစ်ခါ H ကလည်း H ကကုန်းရဲ့ height က20 cm tube ရဲ့ height က8 cm ဒါဆိုရင်အပေါ်ပိုင်းက12 cm ဖြစ်မယ်။ဒါကြောင့်မလို့ဒီနေရာမှာအစတွက်တဲ့အခါမှာ4 root 2 over 12
equal root 2 over 3 ဒါဆိုရင် alpha equal tangent inverse root 2 over 3 equal 25.239 degree 25.239 degree မိန်းကုန်းကတော့ vertical angle လို့ပြောတဲ့အတွက် alpha ရှာရုံနဲ့ပြည့်စုံလုံလောက်မှုမရှိပါဘူးဒီဘက်တစ်ချမ်းရောရှာပေးရမှာဖြစ်တဲ့အတွက် alpha ရဲ့2ဆ2နဲ့မြောက်ပေးရပါမယ်ဒါကြောင့်မလို့ the vertical angle of the cone equal to alpha 2 times 25.239 equal 50.478 degree